ကျွန်တော်ဒီတယောက်ချင်းစီတိုင်းမှာယုံကြည်တဲ့အရာတွေရှိပါတယ်နော်ချို့ကကျတော့ဘင်းတွေကယုံကြည်တယ်အဲချို့ကကျတော့ဒီနက်တွေကိုယုံကြည်တယ်တိုက်တွေကိုယုံကြည်တယ်ပေါ့လေဆိုတော့ဘာပဲဖြစ်ဖြစ်ယုံကြည်မှုတစ်ခုကကိုယ့်အတွက်ဒီစိတ်ဆွမ်းတစ်ခုတော့ပေးစွမ်းပါတယ်အဲ့တော့ဘင်းတွေကိုယုံတယ်ဆိုလို့ရှိရင်လည်းဘင်းနဲ့ပတ်သက်တဲ့စွမ်းရည်တစ်ခုရရှိပါတယ်ဟောနက်တွေတိုက်တွေယုံတယ်ဆိုလို့ရှိရင်လည်းသူတို့နဲ့ပတ်သက်ပြီးတော့စွမ်းရည်တစ်ခုရရှိတယ်ပေါ့လေအဲ့တော့ကျွန်တော်ရေရာခြေလူရှိရဲနောက်ပြီးတော့မှဒီနက်တွေနဲ့မမြင်ရတဲ့ပုံကိုယ်တွေနဲ့ကျွန်တော်တို့အသေးချန်လေးလုပ်ပြီးတော့အောင်မြင်တဲ့လူတွေရှိတယ်အဲ့ဒါတော့ညင်းလို့မရတဲ့အချက်တွေပါအဲ့တော့နက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးချန်လေးလုပ်ချင်တယ်ဆိုတော့တိုက်တွေနဲ့ပတ်သက်ပြီးတော့အသေးချန်လေးလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်ကြမလဲပေါ့လေအဲ့တော့ကျွန်တော်ပန်းစီမီရေချမ်းပေါ့လေဇာကိုပဲကျွန်တော်မိမိအဆင်ပြေအောင်လှူရတော့ပန်းလေးလှူလဲရတယ်နောက်ပြီးတော့မှကိုလှူခြင်းနဲ့လှူဝဲပစ္စည်းလေးတွေလှူလဲရတယ်အဲ့လေးလှူပြီးတော့မှကိုရဲ့ဒီစီဝါရေးတွေလုပ်ငန်းတွေအတွက်ကိုစူတောင်းကြည့်ပါရန်ကုန်မှာဆိုလို့ရှိရင်တော့ဒီဘိုးထောင်မှာဆိုရင်မတော်မြန်တဲ့နယ်ကနာမည်ကြီးပါတယ်အဲ့တော့မတော်မြန်တဲ့နယ်စီမှာဆိုလို့ရှိရင်လည်းပန်းလေးလှူပြီးတော့မှကိုစူတောင်းခြင်းနဲ့အထိတ်ထန်ခြင်းနဲ့ဟာလေးကိုလုပ်လို့ရပါတယ်အဲ့တော့စိတ်ဆွမ်းရည်တစ်ခုကနေပြီးတော့ကျွန်တော်တို့ထိုက်တဲ့အကျိုးရလဒ်ကတော့ပေးဆွမ်းပါလိမ့်မယ်နောက်ပြီးတော့ကျွန်တော်မန်လေးမှာဆိုလို့ရှိရင်လည်းနာမည်ကြီးတဲ့နေရာအများကြီးပဲရှိပါတယ်အဲ့တော့ကိုအဆင်ပြေတဲ့နေရာမှာပေါ့လေတကယ်လို့အဲ့ဒီလိုနေရာမျိုးတွေနဲ့ကိုမနီးဘူးအဲ့ဒီလိုလူမျိုးတွေတော့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာပြောပြပေးမယ်ကိုယ့်အိမ်မှာပဲနော်ကျွန်တော်တို့လှူပဲပစ္စည်းလေးတွေကိုလှူကျင်တဲ့ဟာလေးတွေယူပေါ့လေယူပြီးတော့မှခုံလေးခင်းပြီးတော့မှအဲ့ဒီပေါ်မှာတင်ပြီးတော့မှဒါကိုယုံကြည်တဲ့ပုံကိုယ်တွေကိုအထိတ်ထန်ပြီးတော့မှဒါနပြုပါတယ်ဆိုပြီးတော့မှလှူဒန်းပေးပါလှူဒန်းပေးပြီးတော့မှကိုအထိတ်ထန်ခြင်းတဲ့ကိစ္စလေးလည်းအထိတ်ထန်ပါအဲ့တော့ဒီစားပွဲပေါ့နော်ပန်းစားရှိတာတွေကိုလှူပါတယ်ပေါ့အဲ့တော့ကျွန်မဒီကိစ္စလေးအောင်မြင်ကြမှာအဲ့တော့အောင်မြင်လို့ရှိရင်ပွဲလေးလှူပေးပါမယ်ဒါမှမဟုတ်လို့ရှိရင်ဒီအစားအစာလေးလှူပေးပါမယ်ဆိုပြီးတော့မှကိုတက်နိုင်တဲ့ကိုအဆင်ပြေတဲ့အရာကိုအထိထံပြီးတော့မှမလုပ်ပေးလို့ရပါတယ်အဲ့လိုလုပ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောင်မြင်ကြတဲ့လူတွေအများကြီးပဲရှိပါတယ်အဲ့တော့အဲ့ဒီအောင်မြင်တဲ့လူတွေမှာတင်လဲပါနိုင်ပါတယ်ဒါကြောင့်အခက်အခဲတွေကြုံနေရဆိုလို့ရှိရင်အဲ့ဒီလိုလုပ်ကြည့်လို့ရပါတယ်ချို့ကကျတော့အမှန်တော့မြန်နှွယ်နဲ့အထိတ်ထမယ်ဆိုလို့ရှိရင်ကျတော့များသောအားဖြင့်ပေါ့နော်မနက်မြန်နေအထိတ်ထမယ်ဆိုလို့ရှိရင်လည်းဒါပန်းလေးတွေကျွန်တော်မုတ်ဆိုလို့ရှိရင်ဘီစကစ်တို့နော်လက်ဖက်ရည်တို့ကော်ဖီတို့စားရှိအရာလေးနေပေါ့လေနော်ကိုအဆင်ပြေရလေးနေဒါလှူပြီးတော့မှအထိတ်ထန်လို့ရပါတယ်ခင်ဗျာအဲ့တော့အမတော့စောမောလှလို့ဆိုလို့ရှိရင်လည်းအဲ့ဒီလိုမျိုးကျွန်တော်တို့မျိုးနယ်မှာဘယ်လိုပြောမလဲဆိုရင်ဒီအများစုစားကြတဲ့ပေါ့လေစားဝယ်ကောင်းတဲ့အရာလေးတွေနဲ့မြန်မာမုတ်လေးတွေလည်းလှူဒန်းကြတာရှိပါတယ်အဲ့လိုမျိုးလေးလှူဒန်းပြီးတော့မှပန်းလေးတွေနဲ့တခြားလေးစူတောင်းဒိတ်ထန်ကြည့်ပါအောင်မြင်တဲ့လူများပါတယ်